လွန်ခဲ့တဲ့ရက်နေတော့ကျွန်တော်ဘာကွန်တက်ကိုအရင်ဆုံးတင်ရမလဲဆိုပြီးတော့ကျွန်တော်ပူးတစ်ခုချပေးရဗျာအဲ့မှာအကုန်လုံးဝိုင်းပြီးဖုန်းတင်ပေးကြတာက Hori ဟာနဲ့ Hori ဟာဖုန်းတင်ပေးတဲ့သူတွေကတကယ်ဆရာကြီးတွေပဲနေမှာခါကူရာပါချီဖုန်းတင်ပေးတဲ့ကောင်တွေကတော့ dark ဖြစ်ပြီးအရန်တော့ serious ဖြစ်တဲ့ login နေတဲ့ကောင် Blue Archive ကိုဖုန်းတင်ပေးတဲ့သူတွေကြတော့လုံးဝအဲ့တော့ဒီနေ့ view တော့ကျွန်တော်ခါကူရာပါချီအကြောင်းကြီးဆိုပြချတာပေါ့ခါကူရာပါဂျီမန်ဂါက2023မှာထွက်လာတဲ့မန်ဂါဆိုပေမဲ့အခုဒီကိုမန်ဂါ plus မှာလူကြိုက်အများများနေတဲ့မန်ဂါတစ်ခုပေါ့ဘာလို့လူကြိုက်များနေရလဲအဲ့ဒီအကြောင်းသိနေဆိုရင်တော့ဇလန်းကျောင်းကနေအရင်ဆုံးစပြောဖို့လိုမယ်ထင်တယ်ဒါကြောင့်မန်ဂါကိုအရင်ဆုံး recap ကြတာပေါ့ recap မစခင်မှာပြောချင်တာတစ်ခုတော့ရှိရယ်ကျွန်တော်ကခါကူရာပါဂျီကိုအစနဲ့အခုလက်ရှိထွက်တဲ့အထိ recap တော့မဟုတ်ဘူးဗျာတကယ်လိုအပ်လောက်တဲ့အပိုင်းလေးကိုပဲ recap သွားမှာအဲ့တော့ brother တို့ကအစနဲ့အဆုံးထိအဆုံးမပေါ့ဘူးခုလက်ရှိထွက်တဲ့အထိအသေးစိတ်သိချင်တယ်အသေးစိတ်ဖတ်ရှင်တယ်ဆိုရင်တော့ဒီ Telegram channel မှာသွားပြီးဖတ်လို့ရပါတယ် Manga by Run နဲ့ Vlog မှာကြတော့ဒီ Kagurabachi အပြင်တခြားနာမည်ကြီးတဲ့ manga တွေဖြစ်တဲ့ Chainsaw Man, Tomodachi Game အဲ့လိုပဲ manga တွေကိုလည်းဖတ်လို့ရတာမလို့ join တိုင်း show တော့မရှိဘူးပေါ့ဗျာခင်ဗျာပြင်းတဲ့ချိန်ကျရင် manga လေးပါလေးဖတ်ချင်သွားဖတ်လို့ရတာပေါ့ဒါကြောင့်မလို့ခင်ဗျာက manga ဖတ်ရတာကိုစိတ်ဝင်စားတဲ့သူတယောက်ဆိုရင်တော့ဒီ channel က join ထားတဲ့ထဲမှာပါပါတယ်ရပြီ video ပြန်ဆက်မယ်ဇလန်ဆာမှာတော့ main character ဖြစ်တဲ့ Chiro Rokuhira နဲ့သူ့ရဲ့အဖေဖြစ်သူ Konosuke Rokuhira တို့ကကာတနာဓာတ်တစ်ခုကိုလုံနေတာကိုတွေ့ရတာပေါ့ကာတနာအကြောင်းပြောမှာပဲဒီထဲမှာပါတဲ့ power system အကြောင်းကိုလည်းနည်းနည်းပါရှင်းပြဖို့လိုအပ်မှထင်တယ်။ Kagurabachi manga ထဲမှာ Jujutsu Kaisen လိုမျိုးပဲ spirit energy တို့ sorcerer တို့ပါတဲ့အပြင် enchanted blade တွေလည်းပါတယ်။ဒီ enchanted sword ပြောတာမဟုတ်ဘူးနော်။အရင်ဆုံး basic ဖြစ်တဲ့ဒီ spirit energy အကြောင်းကိုအရင်ဆုံးပြောကြမယ်။ဒီထဲမှာပါတဲ့ spirit energy နဲ့ Jujutsu Kaisen နဲ့ Curse energy ကလည်းနည်းနည်းစင်တူလေးပါရှိပေမဲ့လည်းမတူပြောင်း။ Jujutsu Kaisen နဲ့ Curse energy ကကျတော့မွေးကလေးပါလာမှသုံးနေရတာ။ဒီကျ spirit energy ကတော့လူတိုင်းဒီဘက်မှာမွေးကလေးပါလာပြီးသား။ပါလာပြီးမှလည်းသုံးလို့ရလားဆိုတော့လည်းသုံးလို့မရပြန်ဘူးသူတို့ဒီ spirit energy ကိုသုံးချင်တယ်ဆိုရင်သူတို့ရဲ့ physical နဲ့ mental ကိုတေချာ training မှာပဲသုံးလို့ရတယ်တကယ်လို့ spirit energy ကိုတခြားထည့်နိုင်သွားပြီဆိုရင်ဒီလူကတာမန်လူတုံးနေတဲ့ထက်ပိုတာလို့နဲ့ strength တွေ speed တွေအပြင်မော့ဆွားတွေလည်းရတာပေါ့ဒီထဲမှာမော့ဆွားတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်မှတ်မိတဲ့တော့ပြောပြရမယ်ဆိုရင်ဒီထဲမှာ dimension တစ်ခုကိုခေါ်ရတဲ့ဆွားမျိုးပေါက်ကွဲနေတဲ့ဆွားမျိုးတစ်ပြည်တော့ပြောင်းရတဲ့ဆွားမျိုးအပြင်တခြားဆွားတွေလည်းအများကြီးရှိတာပေါ့နောက်တစ်ခုကတော့ enchanted blade ဆိုတာကနာမည်အတိုင်းပဲမော်ဆွားတွေထည့်ထားတဲ့ဓာတ်တွေပေါ့ဒီဓာတ်တွေကဘာလို့လုပ်ပြီးလဲဆိုတော့ဒီ character ကမှရှိတဲ့ spirit energy ကိုတိုးပေးတာမျိုးပေါ့ energy drain တောက်လိုက်တဲ့လိုမျိုးဘယ်လောက်ထိတောင်တိုးပေးလဲဆိုတော့ဒီ character တကောင်ရဲ့ spirit energy တွေကသူ့ရဲ့ခန္ဓာကိုယ်မှာထိန်းချုပ်နိုင်တော့ပဲနဲ့အပြင်ကိုရှန်ထွက်ပြီးတော့ physical form တွေမှာဖြစ်လာတဲ့အထိကိုတိုးပေးတာမျိုးဒီဓာတ်တွေကဘယ်လောက်ထိ powerful ဖြစ်လဲဆိုတော့ Kagurabachi verse မှာဖြစ်ခဲ့တဲ့စစ်ပွဲကြီးတစ်ခုတောင်မှရပ်တန့်နိုင်ခဲ့တဲ့အထိကို powerful ဖြစ်တာပေါ့အဲ့တော့ပေါ်ဖြစ်တဲ့ဓာတ်ကိုလုံးနိုင်ခဲ့တဲ့သူကလည်းတယောက်ပဲရှိတယ်အဲ့တယောက်ကလည်းတခြားလို့မဟုတ်ဘူး MC ရဲ့အဖေဖြစ်သူ Konosuke Rokuhira ဆိုတော့ဇလန်းကြောင်းကိုပြန်ဆက်ကြပဲ Konosuke Rokuhira ကစစ်ပွဲပြီးရဲ့အချိန်မှာသူပြီးလုပ်ခဲ့တဲ့ဓာတ်အိုင်နဲ့သူ့ရဲ့သားဖြစ်တဲ့ Chiro Rokuhira နဲ့အတူတနေရာမှာအေးဆေးလေးနေခဲ့တာပေါ့ဒါမှသိမကြပါဘူးအော်ဆီယာတစ်ဖွဲက Konosuke ရဲ့ဒီနေရာသိသွားပြီးတော့ Konosuke ကိုလာတက်ပြီးတော့သူ့ရဲ့ဓာတ်တွေပါယူသွားတာပေါ့ဒီလိုနဲ့ပဲ MC ကသူ့ရဲ့အဖေကိုတက်သွားတဲ့မော်ဆီယာတွေကိုကစားချိန်ပဲဖြစ်ခိုးရတဲ့ဓာတ်6လက်ကိုလည်းပြန်ပြီးယူမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပေါ့ဒီမန်ဂါရဲ့ blog ကအခုလိုမျိုးလက်စားရှိရဲ့ပုံစံမျိုးသွားတာဆိုတော့သွေးထက်တန်ယိုတွေ dark ဖြစ်တဲ့ panel တွေတော်တော်များများပါပါတယ်အခုလိုမျိုး Kagurabachi ရဲ့ blog ကတော်တော်လေးခိုင်တော်ပြီးတော့သူ့ရဲ့ power system တွေလည်းတေချာဆွဲထားတာမလို့တော်တော်လေးကောင်းတဲ့ manga တစ်ခုလို့ကျွန်တော်သတ်မှတ်ပါတယ်ဒါကြောင့်ခင်ဗျားက Kagurabachi manga ကိုအခုချိန်ထိမဖတ်ရသေးဘူးဆိုရင်တော့ကျွန်တော်သွားဖတ်ဖို့ recommend ပေးပါတယ်